ကောင်လေးတယောက်လိန်ညာပြောဆိုလိုက်တာကြောင့်သူ့နှာခေါင်းဟာရှည်လျားပါလွာလာပြီး1မိနစ်အတွင်းမှာတုတ်ချောင်းလိုကျသွားပါတယ်။ကံကောင်းထောက်မစွာပဲသူ့ညီမကသတင်းပေါက်ကိုဖွင့်လိုက်တဲ့အခါတစ်တောက်ငှက်တကောင်ကသူ့နှာခေါင်းကိုကိုက်ဖို့ပြန်တန်းလာပြီးပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်။တရက်အလိုကပဲကောင်လေးဟာလူပုံတရံထွင်းထုထားတဲ့လက်သမားအိုကြီးတယောက်ရှာဖွေတွေ့ရှိခဲ့တဲ့လုံးဝိုင်းနဲ့တစ်သားအပိုင်းအစလေးဖြစ်ခဲ့ပါတယ်။လက်သမားကြီးအံ့အားသင့်သွားရတာကတော့ရုပ်သေးရုပ်ကအသက်ဝင်လာပြီးသူ့ကိုအဖေလို့ခေါ်လိုက်ပါတယ်။အလွန်ပျော်ရွှင်စွာနဲ့လက်သမားကြီးကသူ့ရဲ့သားတဲ့အတွက်အဝတ်စားတွေချုပ်ပေးပြီးသူ့ရဲ့ပုံရိပ်ကိုပြသလိုက်ပါတယ်။ဒါပေမဲ့ရုပ်သေးရုပ်ကိုလမ်းလျှောက်တက်အောင်တင်ပေးနေတော့ကောင်လေးကရုတ်တရက်အပြင်ကိုပြေးထွက်သွားပြီးလက်သမားအိုကြီးကိုရှောက်သွားနေပါတယ်။ခွေးတကောင်လိုက်ဖမ်းပြီးနောက်ရုပ်သေးရုပ်ကအိမ်ပြန်ရောက်ပြီးမီးရှို့ကအိပ်ပျော်သွားပါတယ်။လက်သမားကြီးကတကားခောက်လိုက်တဲ့အခါရုပ်သေးရုပ်ကနိုးလာပြီးသူ့ခြေထောက်တွေကိုမီးရှံတွေလောင်ကျွမ်းနေတာကိုတွေ့ရှိခဲ့ပါတယ်။